Reader Channel ကိုတန်လန်ကိုကြည့်ရှုအားပေးနေကြတဲ့အားဆောင်နာရှင်ပရိသတ်များအားလုံးပဲမြင်လာပါခင်ဗျာဒီနေ့ဧပြီလ15ရက်နေ့မှာတော့ ASEAN U17 Championship 2026ဘောလုံးပြိုင်ပွဲအုပ်စု B ရဲ့ဒုတိယမြောက်ပွဲစဉ်ဖြစ်မြန်မာ U17 အသင်းနဲ့ထိုင်လန် U17 အသင်းတို့ကတော့ဒီနေ့မှာရှင်ပြိုင်ကစားတော့မှာလည်းဖြစ်ပါတယ်ဒီပွဲစဉ်ကတော့အစီအစဉ်တင်ဆက်တူပြီးကျွန်တော်ဆက်ဝီရန်နဲ့တူတော့ကိုစင်ကိုနိုင်တို့ကတာဝန်ပြီးတော့တင်ဆက်ပေးသွားမှာလည်းဖြစ်ပါတယ်နောက်ဆုံးထိပ်တွေ့ဆုံငယ်ပြီးဆိုတော့ပွဲစဉ်မှာတော့ထိုင်လန် U17 အသင်းကမြန်မာ U17 အသင်းကိုတော့3ဂိုးပြည့်နဲ့အနိုင်ရခဲ့ရလည်းဖြစ်ပါတယ်လက်ရှိချိန်မှာတော့ပွဲကိုတော့ထိုင်လန်အသင်းရဲ့စာပေဘောနဲ့တူတော့စတင်ခဲ့ပြီလည်းဖြစ်ပါတယ်နောက်ပြပြီးသားနေပုပ္ပါအေရွာတွေကိုလှမ်းပို့တယ်ဗျာဒီမှာတင်းရဲ့ကိုသမားရှေ့ထွက်ဖမ်းရမှာတော့တေချာမမိခဲ့ပဲနဲ့အန်ဒီရယ်များတဲ့အနေအထားတစ်ခုတော့ရောက်ခဲ့ရလည်းဖြစ်ပါတယ်ဒီမှာတင်းရဲ့ဒီနေ့မှာအတင်းရဲ့ပွဲရလူစင်းမှာပေါင်ဝင်ရခဲ့တဲ့လင်းလက်ထွန်းပုပ္ပါရဲ့အေရွာတွေကိုပေးပို့တဲ့ဖြစ်တယ်မို့ရှေ့ထွက်ပြီးဖမ်းရမှာတော့ချိန်သာမကိုက်ခဲ့ပဲနဲ့အန်ဒီရယ်များတဲ့အနေအထားတစ်ခုရောက်ခဲ့ပေမဲ့တယောက်ကြောလာတဲ့ဖူတီချက်ပဲနှစ်ယောက်တက်ကြဖို့ကြိုးစားတဲ့ဖူတီချက်ရသေးရဲ့မြတ်ဖူတီချက်ရှုပ်ခင်းမိတာနေပူပါလိုက်နေရမြတ်နာမယ်လင်းလက်ထွန်းပြင်မတဲ့တိုက်စစ်ကိုတော့ရှေ့ထွက်ပြီးတော့ဖန်ယူတားဆီးနိုင်ခဲ့ရလည်းဖြစ်ပါတယ်ညာကြောင်ပေးရတယ်ပိုင်စုကျော်တက်လာညပိုင်စုကျော်အရွယ်တော့ပို့ထားပြီးထိုင်တဲ့ကိုသမားဝတနာဘက်ရှေ့ထွက်ပြီးတော့ဖန်ယူထားနိုင်ခဲ့ရလည်းဖြစ်ပါတယ်ဘယ်ကစားမှာကမ်လင်းကြည့်ရမယ်မြတ်ချီကိုချုံလက်ကန်နေကန်ချက်ကတော့ကိုသမားလင်းလက်ထွန်းရဲ့တက်တက်ကိုပဲရောက်ရှိသွားခဲ့ရလည်းဖြစ်ပါတယ်ချီကတော့ညီညာတဲ့နေသားမှာတော့ရှိနေရလို့ဆိုရမှာဖြစ်ပါတယ်ညီတန်ကောလည်းချပြီးတာညီမတင်မဲ့ရလာပြီကျူဆွဲလာတဲ့ဒီဝီယန်အဲ့တော့ရောက်လာပြီဒီဝီယန်မေဒီဝီယန်ဘောလုံးထုတ်တာမများဘူးဆိုရင်တော့မြန်မာအသင်းတော့အခွင့်အကောင်းတစ်ခုကတော့ဖြစ်လာဖို့တော့ရှိနေရလဲဖြစ်ပါတယ်ဒီနေ့ပွဲစဉ်ရဲ့ဖွင့်ကိုတော့မသိနိုင်ခဲ့ဘူးခင်ဗျာခုနမြန်မာအသင်းပဲဒီဝီယန်အဲ့ရောက်ဒီဝီယန်လက်ကန်နေပြောရင်းဆိုရင်လည်းပဲဒီဝီယန်အဲ့ရတဲ့ဝင်ရောက်လာပြီးအဆုံးသက်ကန်သွင်းရမှာတော့ပြန်ပတ်တဲ့ကိုသမားပုတ်ထုတ်မှုကြောင့်မြန်မာအသင်းတောက်ကမကန်ဝင်ရမှာလည်းဖြစ်ပါတယ်ကိုစုံနိုင်ဒီနေ့မှာတော့ကျွန်တော်ဒီဝီယန်ကစားသမားပွဲထဲမှာအခြေပေါ်ဆုံးပွဲလို့တော့ဆိုရမှာဖြစ်ပါတယ်ထိုင်းတင်းရဲ့ခံစစ်ကိုတော့ဒီဝီယန်ပွဲစားတွေကတော့တောက်လျှောက်ဒုက္ခပြီးနေတဲ့အနေအထားမျိုးတွေတော့ဇက်တိုက်တော့မြင်နေရလဲဖြစ်ပါတယ်ဆိုတော့သူရဲ့ကန်ချက်ကလည်းတော်လေးတော့ကောင်းခဲ့ပြီးတော့ပြင်မတင်းရဲ့ကိုသမားရတနာဘက်ပို့ထုတ်မှုကောင်းခဲ့လို့ဒါမြန်မာတင်းရဲ့ထောက်ကံမောနေတာကြီးနှက်ခဲ့ရလဲဖြစ်ပါတယ်ဒီဝီယန်ဒီနေ့ထိုင်းတဲ့အတွင်းမှာလည်းတိုက်စစ်တဲ့နေရာမှာပေါ်ထပ်ပေါဝင်လာပြီးညီပြယုံကြည်မှုကိုသွင်းကိုတွေနဲ့တက်တည်ပြနိုင်မလားကြည့်ရမယ်ခင်ဗျာအောင်မြတ်တာပဲအေးရတဲ့ကနေပေးလာတဲ့ခေါင်းတိုက်ဖို့ကြိုးစားတယ်တော့တက်လာတဲ့အောင်တီဟာအေးရကနေပေးလာတယ်လင်းအောင်ရဲ့အောင်တီရဲ့ပြဖို့မှုကိုမနာနဲ့ပိတ်သွင်းမှုကတော့ကိုသမားရာမတ်ပဲပြန်လည်ပြီးတော့ဖမ်းယူနိုင်ခဲ့ရလဲဖြစ်ပါတယ်ပီတာဖတ်ချထိန်ရတယ်ပီတာဖတ်ပဲလက်ကက်မီကိုပေါင်းနဲ့လွှဲခဲ့ရလဲဖြစ်ပါတယ်အောင်မြတ်တာကနေပေးထားတယ်မတိမေအောင်တီကပိတ်တယ်ဂိုးပြီခင်ဗျာညီမအသေးစနေပြီတော့အောင်တီရဲ့သွေးကိုနဲ့ဦးဆောင်ကိုရရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်ဒီနေ့ပွဲစဉ်မှာတိုက်စစ်ကအကြိမ်ကြိမ်ထိုးပေါင်းနေနေတော့နောက်ဆုံးမှာညီမအသေးသူတို့အားသာတဲ့တေငမောခွင့်ရနေပဲအောင်တီဟာအသေးတို့ကဦးဆောင်ကိုတော့သူယူပေးသွားနိုင်ခဲ့ပြီလည်းဖြစ်ပါတယ်တေငမောဒီမှာအမြဲတမ်းအကောင်းဆုံးပုံစံတွေပြလေးရှိတဲ့မြန်မာယူဆက်ကွန်တင်ဒီချိန်မှာလဲအတွဲဖက်ညီတဲ့တိုက်စစ်စင်မှုတစ်ခုကနေပဲဦးဆောင်ကိုတော့အောင်တီဟာသူယူပေးသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်အောင်မြတ်သားရဲ့အဝေးတိုင်းကိုချပေးတဲ့ဘောလုံးတော့အေရီယာထဲမှာမျက်မင်းသူပြန်လဲပေးဖို့တဲ့အနေထားအောင်တီဟာတော့အမောင်မရှိပိတ်သွင်းယူပြီးတော့မြန်မာအသင်းတို့ဦးဆောင်ကိုတော့သူယူပေးသွားနိုင်ခဲ့ရလဲဖြစ်ပါတယ်ဒီဘက်ဆော့ကနေပေးထားတယ်ထိုင်တယ်ကန်နေဒီချိန်မှာလဲလင်းလက်ထွန်းရဲ့ချိန်သားမကိုက်တဲ့ရှေ့ထွက်အမှားမှုကနေတော့ထိုင်နေတော့အခွင့်အကောင်းတစ်ခုကရောက်ရှိလာခဲ့ပြန်တာလည်းဖြစ်ပါတယ်လင်းလက်ထွန်းအနေနဲ့ဒီနေ့မှာယခုလိုပုံစံသူအမှားတော့ဒုတိယမြောက်ကျွလွန်နေတာဖြစ်ပြီးထိုင်နေဒီချိန်မှာတော့သူငိုတေချာပေါက်ရနိုင်တဲ့အနေအထားမျိုးရောက်ခဲ့ပေမဲ့လည်းကစားသမားတွေအတုံးချနိုင်ခြင်းမရှိခဲ့တာကြောင့်ထိုင်တင်တောင်းကမောနဲ့ပဲကျင်းနှက်ခဲ့ရလည်းဖြစ်ပါတယ်အတင်းရခန်းစစ်မှာပေါ်ထလာခဲ့တဲ့အောင်တီဟာတိုက်စစ်လိုက်ပါပြီးကောင်းမွန်တဲ့ကန်ချက်နဲ့တူတူနိုင်ခဲ့လည်းဖြစ်ပါတယ်မြန်မာအသင်းပဲရှို့ထိုးပေးလာပြန်ပြီမြန်မာအသင်းပဲထက်ကန်ကိုကြိုးစားတယ်လိုက်လက်ဖီးအားပြီးနေမြမြန်မာအသင်းပဲနောက်ပြတွဲထားတယ်ရှားသေးတယ်မြတော့ကြော်တယ်ရတော့ပို့ထားတယ်ထိုင်တဲ့ကိုသမားရာမတ်ဒီချိန်မှာလဲတော်လေးကိုကောင်းမွန်တဲ့ပို့ထုတ်မှုတစ်ခုတည်းတော့မြန်မာအသင်းရဲ့တိုက်စစ်ကိုတော့ဟန်တားခဲ့ရလဲဖြစ်ပါတယ်မြန်မာအသင်း9ရနိုင်တဲ့အခွင့်အရေးတန်းကိုတော့ရာမတ်ကတားဆီးဖို့တော့အသင့်ရှိနေခဲ့ရလဲဖြစ်ပါတယ်ဟိုဘာကိုဆက်ဝေးရင်ပထမပိုင်း
ထိုင်တင်ရဲ့ကွင်းလယ်မှာခုထိုင်တင်မယ်ချက်ခောက်ထားတယ်ဒါပေမဲ့လည်းမြန်မာသင်းရဲ့ခန့်စစ်ပြန်လဲရှင်းနိုင်ခဲ့တယ်ခင်ဗျာ ဦးစုံနိုင်ဒီမှာထိုင်းတင်ကောင်းလို့ဆိုတာတဲ့မြန်မာတင်ရဲ့ကိုသမားအမားတွေကတော့ထိုင်းတင်ကိုပို့ပြီးတော့အခွင့်အရေးကောင်းတွေပေးနေရလို့ဆိုရမှာဖြစ်ပါတယ်တက်စစ်ကိုပတ်မိုးနေတဲ့ဘောလုံးလမ်းကြောင်းတွေကလည်းတို့ဒီတော့အားနေနေတဲ့ပုံစံတွေမှာတော့ရှိနေရလဲဖြစ်ပါတယ်မာတင်အမားနေထိုင်းတင်ရလာပြီမြတ်ထိုင်းတင်မယ်လက်ကမ်မီဒီနေ့ပွဲစဉ်မှာမာယူနေများနေခဲ့တဲ့လင်းလက်ထွန်းဒီချိန်မှာတော့ဂျမ်မန်တင်ကစားသမားဒီဗန်ဆော့ရဲ့ကဲချက်ကိုအကောင်းဆုံးတော့ပို့ထုတ်ကောက်ွယ်တားဆီးခဲ့ရလဲဖြစ်ပါတယ်မာတင်ရဲ့ခန်းစစ်အမှားအနေပေးခဲ့ရတဲ့အခွင့်အရေးတော့ဒီဗန်ဆော့အတုံးချဖို့ကြိုးစားခဲ့မယ်လေသူရဲ့ကံချက်ကိုတော့လင်းလက်ထွန်းအမှားမရှိတော့ပို့ထုတ်ကောက်ွယ်ထားနိုင်ခဲ့ရလဲဖြစ်ပါတယ်ဒီဓမ္မကိုဥတီလာခဲ့တဲ့ထိုင်းတင်လက်ရှိချိန်မှာတော့ပြင်မတင်ရဲ့ဥဆောင်ခြင်းကိုခံထားခဲ့ရလဲဖြစ်ပါတယ်ဒီဝေးကချိုးပေးထားတယ်ထိုင်းတင်ရဲ့ခန်းစစ်ကပြင်လည်ပြီးတော့တားဆီးနိုင်ခဲ့ရလဲဖြစ်ပါတယ်နောက်ဆင်လူတို့တက်ဖို့ဆိုရင်ထိုင်းတင်ရတဲ့လက်ချက်ပွဲစဉ်မှာတော့တွင်ကိုလိုအပ်နေရတယ်ဖြစ်ပါတယ်မာတင်မဲရလာပြီတယောက်ကြော်လာတယ်မာတင်မဲလက်ကမ်မီရှေ့ကိုမပေးဘဲနဲ့ဓာတ်ရိုက်ကန့်ခဲ့တဲ့မာတင်ရဲ့တိုက်စစ်ကအောင်ကောင်းမြတ်ရဲ့ဆုံးဖြတ်ချက်ကတော့ကျွန်တော်မှားယွင်းခဲ့လို့ဆိုရမှာဖြစ်ပါတယ်ဒီဝင်ရဲ့လမ်းကြောင်းသေးတာစောခင်းပေးခဲ့မယ်ဆိုတော့မြန်မာအသင်းတို့ပို့ပြီးကောင်းမွန်တဲ့အခွင့်အရေးရှိနိုင်နေရလဲဖြစ်ပါတယ်တောက်ကံဘောတော့အနီဘောလေးပဲတွဲထားရညမာတင်မဲရတော့ပို့ထားပြီကောင်းတိုက်ထားတယ်မြောင်ထိုင်တဲ့ခန်းစစ်ကပဲကောင်းနိုင်ပြီးတော့ပြက်လဲရှင်းထုတ်ထားခဲ့ရလဲဖြစ်ပါတယ်အားကစားဝါသနာရှင်ပရိသတ်များခင်ဗျာမြန်မာယူစက်ကွန်အသင်းကတော့ထိုင်းယူစက်ကွန်အသင်းကိုအောင်တီဟာရဲ့ပွဲသားချိန်53မိနစ်ကသွင်းကုန်နဲ့တော့အနိုင်ရရှိပြီးအာဆီယံယူစက်ကွန်ချန်ပီယံရှစ်2026ပြိုင်ပွဲရဲ့အုပ်စု B မှာမြန်မာယူစက်ကွန်အသင်းပထမဆုံးနိုင်ပွဲကိုတော့မဟာပြိုင်ဘက်ထိုင်းအသင်းကိုအနိုင်ရပြီးတော့အနိုင်3မှတ်စတင်ရရှိခဲ့ပြီလည်းဖြစ်ပါတယ်ဒီနေ့နိုင်ပွဲကျတော့မြန်မာအသင်းရမှတ်4မှတ်ရရှိပြီးတော့အုပ်စုနော်ဆင်တက်ဖို့ပို့ပြီးအခြေအနေကောင်းလာခဲ့သလိုနှစ်ပွဲကစားပြီးချိန်မှာမြန်မာအသင်းအုပ်စုဒုတိယနေရာကိုတော့ရောက်ရှိသွားခဲ့ပြီလည်းဖြစ်ပါတယ်မြန်မာပရိသတ်တွေရဲ့အချစ်တော်ယူဆက်ခွန်အသင်းရတော့သူတို့ချစ်တဲ့ပရိသတ်တွေအတွက်မဟာပြန်ပဲထိုင်းသေးကိုအနိုင်ယူပြီးနှစ်တကူတကြလက်ဆောင်အဖြစ်မြန်မာပရိသတ်တွေကိုတော့ပေးရခဲ့ပြီလည်းဖြစ်ပါတယ်